အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ချစ်ကိုရှင်းမတွေနော်ဈေးတက်နေတယ်အကျန်းတွေရောအချောတွေရောနော်အဟောင်းဈေးတွေတက်နေတဲ့အချိန်မှာချစ်ကိုရှင်းမတွေတော့နော်ရောင်းမဝယ်မဖြစ်အောင်ဈေးကြီးတွေမမိတ်ရအောင်နော်ချစ်ကိုရှင်းမတွေကိုဒီနေ့ကျွန်တော်ရက်90 9800လောက်နဲ့ပေးမယ်ရက်90စားလေးကိုမိတ်ဆက်ပေးပါမယ်ကျွန်တော်ဒီနေ့ကားရောက်နေတယ်နော်ဒီမှာကြည့်ပါဒီမှာကျွန်တော်တို့ကားရှာနေတယ်နော်ကားရှာနေတယ်အဲ့ဒါနမူနာလေးကဒီမှာပါနော်ဒီမှာနမူနာလေးထိုးထားတယ်နော်အရန်မိုက်တယ်နော်ချစ်ကိုရှင်းမတွေဒီမှာနော်အဲ့ဒါဒီမှာအဟောင်းပါနော်ရက်90အဟောင်းလေးသမင်းကလည်းချက်ထားပါတယ်ဒီမှာချက်ပြပေးနော်တခါလေးပြပေးမယ်နော်ဒီမှာသမင်းချက်နေတာဒီမှာပါအရန်လာတယ်ချစ်ကိုရှင်းမတွေတို့နော်9800နဲ့ယူပါနော်ချစ်ကိုရှင်းမတွေတို့ကိုကျွန်တော်တို့အတက်နိုင်ဆုံးဈေးနှုန်းသက်သာလေးနဲ့နော်ပေးနိုင်အောင်ချစ်ကိုချင်းမတွေလည်းတစ်ဆင့်ဈေးနှုန်းသက်သာလေးနဲ့ရောင်းနိုင်အောင်เนาะအကျိုးမြတ်တွေခံစားနိုင်အောင်အတွက်ကိုကျွန်တော်တို့ရှစ်ဆက်ပြီးတော့စူးစမ်းသွားမယ်ကျွန်တော်တို့ရဲ့ဒီစိတ်သက်ခြင်းကို like and share လေးတွေလုပ်ဖို့မမေ့ဖို့လိုတယ်เนาะသူများတွေဈေးကြီးတက်နေတဲ့အချိန်မှာချစ်ကိုချင်းမတွေဒီဈေးတန်းလိမ့်နဲ့ဝေပြီးတော့ရောင်းရင်ပို့ပြီးတော့ဒါချစ်ကိုချင်းမတွေတို့ဆန်ဆိုင်တွေအများကြီးရောင်းကောင်းပါလိမ့်မယ်ဒီမှာပါเนาะအရန်မိုက်တယ်ဒီကောင်လေးကိုကျွန်တော်9800နဲ့လုတ်ပေးမယ်เนาะဒီမှာ oat လေးတက်တယ်ဆန်ကြောလဲမာတယ်ပြီးတော့နောက်ထပ်ပါလဲသမင်းလေးရှည်တယ်နော်ဒီမှာနော်စူနေပြီအားလုံးပြီးဆုံးသွားတဲ့အချိန်တွေကိုကျွန်တော်ပြပေးမယ်နော်ကဲဒီမှာနော်ချစ်ကိုရှင်းပါတယ်ဒီမှာနော်ရင်ကွေးတာတစ်လုံးမပါဘူးပြီးတော့ပါလဲသမင်းတူတာတွေမပါဘူးနော်အဆူလဲညီတယ်သမင်းလဲညီတယ်နော်ဒီကောင်လေးကကျွန်တော်တို့ဘေးစင်းနဲ့ပေးမယ်လက်ကားစေ9800နဲ့ပေးပါမယ်ကျွန်တော်တို့နင်းနေလေးပဲလက်3ဆောက်လောက်ပဲရှက်တာနော်သမင်းအိုးတက်ချက်ကလည်းပြောစရာမလိုဘူးတကယ်လက်တွေကိုပြသနေတာဖြစ်တယ်ကဲချစ်ကိုချင်းမတော့အမြန်ဆုံးနော်မာယူအားပေးဖို့လိုအပ်တယ်နောက်ကျရင်တော့မရဘူးဗျကျွန်တော်လည်းအဲ့200ပဲရှိတယ်နော်အဲ့200လောက်ပဲရမယ်နော်ကဲချစ်ကိုချင်းမလည်းမြန်မြန်လေးအော်ဒါတင်ပေးဖို့အတွက်ဖုန်းနံပါတ်ကသူများကို66900 646တော့အမြန်ဆုံးဆက်သွယ်မာယူပေးပါကဲအားလုံး good လာပါ